ကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့ပြည်သူတွေအားလုံးဟာညီးရတယ်စီးပွားရေးမကောင်းဘူးစီးပွားရေးကြောင့်ဒုက္ခရောက်တယ်စီးပွားရေးမရှိဘူးစီးပွားရေးပဲညီးတယ်ဒါကြောင့်အဲ့ဒီတဲ့ညီးလွှားကြီးတဲ့အတွက်ကျွန်တော်စာဖတ်တဲ့အဲမှာတွေ့ရတဲ့ခိုးဆိုတဲ့ကြပြလေးကိုသွားပြီးတွေ့ခိုးဆိုတဲ့ကြပြလေးကိုရေးတာကတော့စာရေးဆရာဘယ်သူရေးမှန်းတော့မသိဘူးကောင်းလို့ကျွန်တော်မှတ်ထားတယ်ဘာလဲလို့ပြောရင်အတောင်လက်စုံလင်ပါလက်နေတဲ့အဝေးကိုမပြန်တန်းရတဲ့ခိုးတဲ့နော်ခိုးကဘယ်တော့မှအဝေးကြီးမပြန်ဘူးအတောင်လက်စုံလင်ပါလက်နေတဲ့အမြင့်ကိုမပြန်တန်းရတဲ့ခိုးဘယ်တော့မှအမြင့်ကိုမပြန်တန်းဘူးခိုးကဓာတ်ကြိုးပေါ်မှာနားမယ်တဲ့ဒဇက်မိတ်မှာနားပြီးသူများကျွေးတဲ့ပဲလုံးနဲ့သကွဲကိုစားပြီးတညီညီညီးညူနေတဲ့ခိုးတဲ့မင်းခိုးလားငါခိုးလားလို့ဆိုရင်တိုင်းပြည်လုံးခိုးဖြစ်နေတယ်ဆိုရင်ဟုတ်လားမဟုတ်ဘူးလားသဘောပေါက်စေချင်ပါတယ်ဗျာညီးရမဟုတ်တော့ဘူးယူစရာမဟုတ်တော့ဘူးကျောက်တော့ကလှုပ်ယူရမယ်ကျွန်တော်ရဲ့ဗမာပြည်တစ်ပြည်လုံးမှာဒီလိုရဲတောက်နေတဲ့အလံနဲ့ရဲတောက်နေတဲ့ဆိုင်းဘုတ်နဲ့ရဲတောက်နေတဲ့ဝစ်ဆုံဟာလေသမားပါတီမှာပဲရှိဒီရဲတောက်နေတဲ့အလံဟာတော်လန်ရဲ့အလံမဟုတ်ဘူးဒီရဲတောက်နေတဲ့အလံဟာတိုင်းပြည်ကိုထူထောင်မဲ့ထူထောင်ရဲ့အလံဖြစ်တယ်လို့ပြောရင်ထောက်ခံမလားမထောက်ခံဘူးလားဒါကြောင့်တိုင်းသူပြည်သားတွေကိုစီးပွားရေးကောင်းမွန်အောင်လုပ်ရမှာလွယ်လေးကျိုးနီစနစ်တွေဖြေလျှော့ချလိုက်ဟုတ်လားချုပ်ကင်မှုတွေဖြေလျှော့ချလိုက်စီးပွားရေးဘာကြောင့်ကြက်တဲလဲလို့မေးတယ်ဆိုရင်စီးပွားကူးသန်းဝင်ကြီးကိုကျွန်တော်မေးကြည့်တယ်ဘာဖြစ်လို့ပါမစ်တွေမပေးတာတော့ဆိုတော့နိုင်ငံခြားငွေလုံလောက်မရှိလို့တဲ့နိုင်ငံခြားငွေလုံလောက်မရှိအောင်နိုင်ငံခြားငွေကိုဘယ်လိုရှားမလဲဆိုတာဟာမစင်စားဘူးနော်တမတော်သားဆိုတာကကာကွယ်ရေးနဲ့လုံခြုံရေးကိုပဲဦးစားပေးတာစီးပွားရေးကိုဦးစားပေးတာမဟုတ်ဘူးဒါကြောင့်ငါက DSA အပတ်စဉ်ဘယ်လောက်စင်းတယ်လို့ပြောပေမဲ့စီးပွားရေးမှာမလုပ်တတ်တာကြီးပြည်သူတွေလိုချင်နေတာကစီးပွားရေးကာကွယ်ရေးမဟုတ်ဘူးဒါကြောင့်ဘယ်လိုပဲဖြစ်နေဟုတ်လားတေချာလေးကျွန်တော်ရှင်းပြမယ်နိုင်ငံခြားငွေဘယ်လိုရှာရမလဲဆိုရင်ကျွန်တော်တို့တိုင်းပြည်ကအလုံးမလုံးလို့မဟုတ်ဘူးအလုံးလုံးရိုက်နဲ့မွဲနေဘာကျွန်တော်တို့တိုင်းပြည်မှာလူတန်း90ရှိ10တန်းကယိုးဒယားနဲ့မလေးရှားနဲ့စင်ကာပူနဲ့ကိုရီးယားနဲ့ဂျပန်မှာသွားလှုပ်လူငယ်10တန်းကနော်အဲ့ဒီလူငယ်10တန်းကအလုံးလုံးတယ်9ယောက်မှ1ယောက်အလုံးလုံးနေတယ်နိုင်ငံခြားငွေရအောင်လုပ်ဒီဘက်ကိုပတ်စံပြန်လွှဲပါလားလို့ပြောရင်မလွှဲဘူးမလွှဲရတဲ့အကြောင်းရမှားလို့လည်းမဟုတ်ဘူးနိုင်ငံတော်အစိုးရကဒီနေ့ပေါက်ဈေးကဥပမာပြောတာနော်4100ပေါက်တယ်နိုင်ငံတော်အစိုးရကသူ့ရှိလွှဲရင်3600နဲ့ပေးမယ်ဘယ်သူကပေးမှာလဲဟိုကနဘူးကချွေချိန်မကြအောင်ဟုတ်လားအလုပ်လုပ်ပြီးမှရတဲ့ပတ်စံကိုဘာဖြစ်လို့900 600ရှော့ပြီးပေးမှာလဲအပြင်ထက်အဲ့ဒီတော့ကျွန်တော်တို့အခုအစိုးရအသစ်အရသားအစိုးရပေါ်လာပြီဆိုရင်အဲ့ဒီတိုင်းပြည်အပြင်ကိုထွက်ပြီးအလုံးလုံးနေတဲ့ပြည်သူအားလုံးကိုကျွန်တော်တို့ရှင်းပြနိုင်ငံခြားငွေမရှိတဲ့အတွက်ပါမစ်တွေကျွန်တော်တို့မပေးနိုင်ဘူးပါမစ်တွေမဝင်မရှိတဲ့အတွက်နိုင်ငံခြားကနေပြီးတော့ပစ္စည်းတွေမသွင်းနိုင်ဘူးမသွင်းနိုင်တဲ့အတွက်တိုင်းပြည်ထဲမှာရှိတဲ့မင်းတို့ဆွေတွေမျိုးတွေမင်းတို့ရဲ့ညီကောင်မောင်နှမမိသားစုတွေဒေးကြီးပေးပြီးဝယ်စားနေရတယ်ဒါကြောင့်ဘယ်လိုပဲဖြစ်နေအဲ့ဒီနိုင်ငံခြားငွေရောက်အောင်အပြင်မှာဘလောက်ပေါက်လဲနောက်တက်လာမဲ့အစိုးရနော်အခုအစိုးရမပြောတော့ဘူးကျွန်တော်လာပိုင်းလေးပဲကြံတော့လို့ကျွန်တော်တို့အရသားအစိုးရတက်လာပြီဆိုတာနဲ့ဟောခင်ဗျားတို့အပြင်ပေါက်ဈေးဘယ်လောက်ရှိလဲ4200ပေါက်တယ်ပြဿနာမရှိဘူးကျွန်တော်တို့အစိုးရကိုရောင်းပေး4200နဲ့ပဲနော်4200နဲ့ပဲဒေါ်လာ100ရောင်းပေးတဲ့ကောင်တစ်လကို100နဲ့တစ်နှစ်ရောင်းပေးရင်ဒေါ်လာ1200ရောင်းပေးရင်စိုက်ကယ်တစ်စီးသွင်းဝယ်ပါမစ်ပေးမယ်အေး
900ရောင်းပေးရင်ကားတဲတဲလေးတစ်စီးသွင်းဝဲပေးမယ်1000ရောင်းပေးရင်အလကားပေးခိုင်းတာမဟုတ်ဘူးနော်ပေါက်ဈေးတိုင်းပဲရောင်းခိုင်းတာအဲ့ဒီလို1000ရောင်းတဲ့လူကားပါမစ်ပေးမယ်အေးအဲ့ဒီဥစ္စာမှမကျေနပ်ဘူးဆိုရင်တိုင်းနဲ့ပြည်နယ်အသီးသီးမှာတန်ဖိုးနဲ့အိမ်ယာတန်ဖိုးတင်းတင်းအိမ်ယာတွေစောက်ပြီးကမှအိမ်ဝယ်ယူခွင့်ပေးမယ်လို့ကျွန်တော်တို့ကခွင့်ပြုပေးလိုက်မယ်ဆိုရင်100ပဲရောင်းအောင်ဒေါ်လာ100ပဲရောင်းရင်တစ်လကို1ဘီလီယံလောက်ဝင်တယ်100ရောင်းရင်200ဘီလီယံလောက်ဝင်တယ်300ရောင်းရင်3ဘီလီယံလောက်ဝင်တယ်ကျုပ်တို့ရဲ့ဝင်ငွေလစဉ်3ဘီလီယံလောက်ရှိရင်တိုင်းပြည်တွေကလူတွေအလုံးလက်ခမောင်းခတ်ပြီးနေလို့ရပြီလို့ပဲပြတ်ပြတ်သားသားပြောလိုက်ပါတယ်ဗျာ